ပုံလေးထဲမှာစာထည့်နေလေးကိုမျှဝေပေးချင်ပါတယ်အပေါင်းလေးကိုနှိပ်မယ် CO ဆိုတဲ့နေရာလေးကိုနှိပ်မယ်ပုံလေးတစ်ပုံတွဲရွေးမယ်မှန်ချစ်လေးချစ်မယ်ပုံမှန်တိုင်း site ချိုးမယ် true ကိုနှိပ်မယ် cross ကိုနှိပ်မယ်ကိုကဘယ် site လေးလို့ချင်လဲချင်လားကိုကြိုက်တဲ့ site လေးကိုရွေးလို့ရပါတယ်မှန်ချစ်လေးကိုချစ်လိုက်မယ်အားရထဲမှာစာအောက်ခြေပါတန်းထဲမှာတီဆိုတဲ့နေရာလေးကိုရွေးမယ်စာရိုက်ထည့်မယ်ပေါ့နော်ပုံပေါ်မှာစာလေးကိုကပျော်ရွှင်ပါစေလို့ရေးလိုက်မယ်ဒါကိုရေးချင်တဲ့စာကိုရေးပါနော်ဇန်နီကတော့ပျော်ရွှင်ပါစေနေ့ရက်တိုင်းမှာအောက်ကိုတစ်ချောင်းဆွဲလိုက်နေ့ရက်တိုင်းနေ့ရက်တိုင်းနေ့ရက်တိုင်းမှာအချင်းမှာဆက်ကလေး20ဖြစ်30ဖြစ်ထည့်လိုက်ပြီးရင်ကိုစားရိုက်ပြီးမှမှန်ချစ်လေးချစ်လိုက်မယ်ကဲ CO ကိုနှိပ်မှာပေါ့နော်စာလုံးဖောက်လေးတွေပြောင်းမယ်မြန်မာစာပြတ်ထွက်မြန်မာဖောက်ကိုပြောင်းမှာပေါ့နော်ဇန်နီကထိတ်ဆုံးကမြန်မာဖောက်လေးကိုရွေးလိုက်မယ်ဒါဆိုရင်လာတော့ပါပြီအပေါ်မှာပဲထားချင်လားအပေါ်မှာဆိုတော့ပုံပြီးတော့လှတယ်ကိုနေရာလေးရွေးမှာပေါ့နော်ဒါဆိုရင်အရင်လှသွားပါပြီဒီတဲ့သူရဲ့နာမည်ကိုထည့်မယ်ဆိုရင်အပေါင်းတစ်ချက်နှိပ်မယ် test ဆိုတဲ့နေရာလေးကိုနှိပ်မယ်ကိုနာမည်ကစန်နီပေါ့နော်စန်နီကစန်နီနာမည်ထည့်ပြီးပေါ့နော် SAN DI စန်နီပေါ့စန်နီအမှန်ချစ်ကိုချစ်လိုက်မယ်မှန်ချစ်ချစ်ပြီးသွားတဲ့အခါကျလို့ရှိရင် CO ကိုနှိပ်မယ် font တစ်ပြောင်းမှာပါတယ်နော်ဒီကနေ့ကဒါလေးကိုရွေးလိုက်မယ်ပေါ့ရွေးလိုက်မယ်ဆိုရင်စာတန်းကဒီစာတန်းလေးအောက်ခြေမှာထည့်လို့ရတယ်ဒီကိုချင်တဲ့စိတ်ကြိုက်လေးရသွားပြီဆိုရင်အမှန်ချစ်ကိုချစ်လိုက်မယ်မှန်ချစ်ကိုချစ်လိုက်မယ်မြားလေးကိုနှိပ်မယ်ဒါဆိုရင်ဂေရာလေးတွေကိုရောက်သွားပါပြီလို့အားလုံးပဲဆင်ပြေကြပါစေဒီဗီဒီယိုလေးမှာစာထည့်နေလေးတွေကိုသိရှိတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye